那是个没有么设备的上来了，Academy 也不看门看你的样子不？阿鲁没明啦吧？是，就完了，现在看那边的就说来巴黎，昂是不搞到咱们那不搞的，可说有些那个几对个吧，也够难看巴比，昂是也干的上个不就马来没昂刚他家，可说有些个也比他老板家呢用的难看巴黎，比个的老板家嘛也看的有些个事情说的了用的难了，这说个嘞昂的那家啦吧。အောင်စပူရဲ့ပထမဆုံးရုပ်ရှင်ကအညိုတေးရုပ်ရှင်ဇာကားကြီးဖြစ်ကမင်းမြင့်မို့မြတ်တူတူတို့နဲ့အတူတရုပ်ဆောင်ထားတာပါ။ဒါပြင်မျိုးတနာထုံးဖေးဖေးတို့လည်းပါဝင်ကပထမရုပ်ရှင်ကားကောင်ဖြစ်ပါတယ်။မင်းမြင့်မို့ကလည်းဒီရုပ်ရှင်မှာဘီလင်ကာရိုက်တာနဲ့တရုပ်ဆောင်ထားတာဖြစ်လို့အပြိုင်ဆိုင်တရုပ်ဆောင်ကြမှာပါ။ရုပ်ရှင်ကားရဲ့နမူနာကိုပြသပြီးတဲ့အချိန်မှာတော့သူပိတ်သက်တွေကအရန်ကိုရှိကြိုနေကြပါပြီ။ပထမဆုံးရုပ်ရှင်လို့မထင်ရလောက်အောင်အိုက်တင်ကောင်းနေတာကြောင့်ပါ။ကားထဲမှာအောင်စပူကပထမအိုက်တင်တွေတရုပ်ဆောင်ပြရတဲ့အပြင်ချစ်သူနဲ့မိဘကြားအားပြိုင်မှုကြောင့်တောကဝင်နေရတဲ့အမျိုးသားဖြစ်နေပါအဲ့လိုတရုပ်ဆောင်တဲ့အချိန်မှာအိုက်တင်ကိုတဘာဝဆောင်းအောင်တေချာလေးလေ့ကျင့်ထားခဲ့တာပါငိုတဲ့အချိန်ဆိုလဲလှဖို့ထက်တဘာဝဆောင်းအောင်တာဦးစားပေးတာပါငိုနေတဲ့အချိန်မှာနှာခေါင်းကနေနှာရှည်တွေကလည်းစတိုက်ဆိုလိုကြကပါဇာထဲဝင်တော့မလို့ထိဖြစ်နေတာပါအဲ့ဒီချိန်မှာတော့အောင်စပူကတရုပ်ဆောင်နေတဲ့စောင်းဝင်ခေါင်းကိုပြီးအောင်တာတရုပ်ဆောင်ဖို့စိတ်ကရောက်နေတာပါဒီလိုလေးပဲအောင်စပူရဲ့အိုက်တင်တွေကတဘာဝဆောင်းလာခဲ့ပါတယ်ပရိသတ်တွေကတော့ဒီတကားနဲ့တင်အောင်စပူကအကယ်ဒမီရရှိလာနိုင်တယ်လို့ရှိကျူးခံနေရတာပါတကားထဲနဲ့အကယ်ဒမီရဖူတဲ့နေဝင်းတို့လိုပဲအောင်စပူကိုရစေချင်တာဖြစ်ပါတယ်အကယ်ဒမီပြကွေးတွေဆိုပြီးတော့သူပရိသတ်တွေကတော့တပြားမှမလျှော့ကြတော့ပါဘူးအောင်စပူကရုပ်ရှင်တွေပဲမှလည်းအရန်ကိုနေရရှိလာခဲ့တာဖြစ်ပါတယ်အခုဆိုရင်လည်းမြန်မာတမိုင်းမှာတွေ့စီမဲ့ရုပ်ရှင်ဖြစ်တဲ့ကုန်းပေါင်ဝင်းဆက်ရုပ်ရှင်မှာပါဝင်တုံးဆောင်ခွင့်ရမှာပါအဆိုပါရုပ်ရှင်ကမင်းသားကြီးတွေတောင်ပါဝင်တရုပ်ဆောင်ခွင့်မရဘဲအောင်စပူကအထူးအခွင့်အရေးကိုရလိုက်တာလို့ဆိုရမှာပါအောင်စပူကိုတချို့ကပေါ်မင်းသားအဖြစ်ဟာတာကားတွေမှာတရုပ်ဆောင်မယ်လို့ထင်ထားတာပါဒါပေမဲ့တကယ်တမ်းမှာတော့ဟာတာရုပ်ရှင်တွေထက်ဒရမာရုပ်ရှင်တွေနဲ့အတူကယ်ဒမီတောင်မှားနိုင်တဲ့ရုပ်ရှင်မျိုးတွေဒါစစ်သားရိုက်နေတာပါအခုလက်ရှိမှာဒုက္ခဖြစ်နေတာမို့ရုပ်ရှင်ထုတ်လုပ်ရေးသမားတွေကလည်းစတိုက်ဆွတ်လို့ကမ်းလှမ်းနေကြတာပါရုပ်ရှင်လည်းရိုက်တယ်လို့သူရဲ့မူလအလုပ်ဖြစ်တဲ့စကားတွေကအလုပ်ကိုလည်းအောင်စပူကအထိမခံပါဘူးလက်ရှိမှာမိုးရည်ဖြစ်လို့အရင်လိုနယ်ဘက်မှာတိတ်မကဖြစ်တော့ပေမဲ့မိုးရည်ဇက်ပွဲဆိုပြီးအမိုးအကာအောက်တွေမှာဇက်ဆက်ကနေတာပါညဆိုဇက်ကပြီးတော့နေဆိုရင်ရုပ်ရှင်ရိုင်းနဲ့ကန်ပေးတဲ့အချိန်မှာအရန်ကိုကြိုးစားနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းတော်မှတော့ဇက်တွေဟာနေတဲ့အတွက်ရုပ်ရှင်ဘုကတာဦးစားပေးကရိုက်ကူသွားမှာပါအောင်စပူရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့အညိုတေးရုပ်ရှင်ကလာမယ့်ဒီလထဲမှာရုပ်တင်ပြသမှာဖြစ်ပါတယ်တကယ်ယုံတင်ရင်ယုံတင်ဝင်ဝင်ကောင်းမလားဆိုတာကတော့စောင့်ကြည့်ကြရမှာပါတကယ်လို့နှစ်ဖက်ဆက်တာယုံတင်ပြသခွင့်ရမယ်ဆိုရင်တော့အောင်စပူကအနည်းပညာလောကမှာနာမည်ကြီးအောင်ပါထုတ်လုပ်ရေးတွေကလည်းသူ့ရဲ့စွမ်းဆောင်ရည်တွေကိုအားရကျင်နာပြီးဖြစ်တာကြောင့်ပါပိတ်တာကြီးရောအောင်စပူကအကယ်ဒမီရလောက်တဲ့အထိအိုက်တင်ကောင်းတယ်လို့ထင်လားဆိုတာပြပြပေးခဲ့ကြပါအောင်ရှင်တချို့ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်